မင်္ဂလာပါရှင်။ Cozy Books မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတော့ဝကြွေးရှိခဲ့တော့အပိုင်းနှစ်ကိုဖတ်ပြပေးပါမယ်ဖြစ်ပါရဲ့ရှင်။သူစမ်းကြည့်ရတော့ပဲညလုံးစုံမိပြီးအော်ချလိုက်တယ်။ယောက်ျားပင်မဲ့အသွေးနဲ့အသားနဲ့မလို့ဒီလိုကွင်းကွင်းကွက်ကွက်မြင်လိုက်ရတော့တော်တော်သွေးပြတ်သွားတာအမှန်။ကွေးကောက်နေတဲ့လက်တွေဖြည်းဖြည်းချင်းလှုပ်ရှားရေးကလည်းရဲ့ကိုဟန်နဲ့ပြာနန်းနန်းအသားရည်မင်းသမီးဝတ်စုံအမဲရောင်ကအနှိမျိုးသမီးရဲ့ကြောက်စရာအသွင်မြင်ကိုပို့ပြီးရုံလုံးကြွအောင်လှုပ်ပြီးနေတယ်လို့ပင်ဘလို့ကြည့်ကြည့်နာနာဘာဝမဲ့သိတာတဲ့အနေထားမျိုးသူဘလောက်တောင်အွန်လိုင်းမိတယ်မသိဘူးထိုးရီကအခန်းတကားကိုဝုန်းကနေဖွင့်ပြီးအပြေးလွှတ်ဝင်လာတယ်အိမ်ပေါ်ပြေးတက်လာတဲ့ခြေတန်းလက်ကြတော့ကိုဘုံမောင်ပါနှိုးသွားလိုက်ရှင်ဘာဖြစ်လို့လဲဘာဖြစ်တာလဲတိုးရီအမေကိုသူချက်ချင်းမဖြစ်နိုင်လူကပူထူထုံထိုင်းပြီးခဏလောက်အသေးစိတ်လွတ်ခနဲ့ဖြစ်သွားတယ်လို့မျိုးကိုဖုံမောင်ကလည်းတိုးရီအနောက်ခလန်းလမ်းမှာခြေနေကိုလှမ်းကြည့်နေတယ်။ချွေးတွေရွှဲနေပြီးဖေဖေရဲ့အနေအထားနဲ့သူ့ကိုကြည့်ပြီးတိုးရီကရှင်နိုင်မဲလားတိုးရီရေယူပေးမယ်နော်။ရရတိုးရီကိုမတော့ချင်ဘူးရေ။တိုးရီကိုပြောပြီးကြည့်ရတဲ့တစ်ချက်ကိုဖုံမောင်အနောက်ကနေမမဲအရာတစ်ခုရက်နေရမြင်လိုက်တယ်။မှောင်ရိပ်ကျနေတဲ့နေရာဆိုတော့တဲတဲကွက်ကွက်မမြင်ရဘူး။သူမျက်နှာကွက်ခနဲ့ပြတ်သွားတာကိုဖုံမောင်ကတတိထားမိလိုက်တယ်ထင်တယ်။အခန်းမိကိုခတ်တွတ်တွတ်တောက်ဖွင့်ပြီးပြီးတော့အခုလေဈေးခန်းကလီဝင်တွေထွက်လဲသိမကောင်းဘူးမိုးရွာရင်လည်းရေရွေးခြင်းနဲ့တိုးရီလေးဘေးကအခန်းမှာပြောင်းနေပါလားကိုဖုံးမောင်လည်းတခုခုကိုသိထားပြီးဆိုတာသူတတိထားမိလိုက်တယ်တိုးရီကတော့မိုးရိုလဲဆိုလို့ခေါင်းမိုးတွေကိုရှောက်ကြည့်နေရှာတယ်အဲ့ဒါဆိုလဲကျွန်တော်အခန်းပြောင်းနေလိုက်မယ်ကိုဖုံးမောင်ကျွန်တော်လှုပ်ရှားရှိရလုပ်ပေးမယ်အကိုလေးရကျွန်တော်ပဲပြောင်းလိုက်မယ်အဲ့ရခင်ယုံလေးပဲဟာညနေနေပြီးကိုဖုံးမောင်နဲ့အေးပြေရောပေါ့ပြောဆူဆူနဲ့ပဲသူ့မှွေရနဲ့ခေါင်းစောင်းဖလုံးတွေလိပ်ပြီးမှထွက်လာခဲ့တယ်။တိုးရီကသူ့နောက်ကလိုက်လာပြီးကိုဖုံးမောင်ကတော့ပြတင်းပေါက်တွေပိန်ရင်နောက်မှကျင်းခဲ့တယ်။တိုးရီကအခန်းထဲဝင်ခဲ့ခုနရှိန်လို့ဆိုလာတော့သူကအတိစိတ်ထဲအတိတစ်ခုကြောင့်တိုးရီအတွက်ထိတ်ကနေပူသွားပြီ။တိုးရီဖျားဆိုင်ရမလားလို့လှမ်းမိလိုက်တော့ရရလေဘာလို့လဲအဲ့ခါနေဖျားချူကိုနော်အိမ်မဆိုးမဲ့နေမှာဆိုလို့တိုးရီကသူ့စကားကိုစဉ်းစားတယ်လို့တစ်ချက်ငြိမ်သွားပြီးမှခတ်တော့လေးကောင်းမြင်ပြတယ်။အခန်းထဲဝင်လာပြီးတော့လဲသူတော်တော်နဲ့အိမ်မပြောဘူးအဲ့ဒါနဲ့ဖျားရှိခိုမေတ္တာပို့အမျှဝေပြီးမေတ္တာတုပ်တွေဇက်ရက်ရွနေရင်ကမှတဖြည်းဖြည်းအိပ်ပျော်သွားတယ်။၃လလောက်ဆက်နေရအောင်မဲ့အင်ကြီးရဲ့ကြိုးစုံတဲ့ပုံကတော့နှွေးထွေးလာပါပြီ။နောက်နေ့မနက်စာစားရင်ညကအကြောင်းကိုပြန်တွေးပြီးတော့စိတ်ထဲစဝေးစဝါဖြစ်သွားတာပြန်တယ်။အိမ်မက်လားတကယ်ပဲမြင်လိုက်တာလားနေရအပြောင်းလဲကြောင်းလားအဲ့လိုတွေဒိုးတော့ဖြစ်လာတယ်။ပူထူနေတော့ကတော့တော်တော်လေးသွေးတန်းဖြစ်သွားပြီမဲ့စိတ်အေးသွားတော့လဲဒါမျိုးတွေကတကယ်ရှိပါမလားရှိရင်ရောအဲ့လိုကြီးထင်းထင်းရှားရှားကြီးဆိုတော့ဒီလိုအတွေးတွေနဲ့နည်းနည်းတော့ခေါင်းရှုပ်သွားတယ်ဒါနဲ့စက်မတွေးတော့ပဲစားစရာရှိရဆက်စားရင်တိုရီကိုလှုပ်ဝင်ဖို့ကတပတ်လောက်လိုမယ်ဒီကြတဲ့အပြင်ထွက်လဲခြင်းသေးလားလဲတော့မလဲခြင်းသေးဘူးရှင်ညနေဘက်တော့လမ်းလျှောက်ထွက်ခြင်းနဲ့အင်းလေဒါဆိုလဲနေကင်းဘက်တဲ့အိမ်ဘက်မှာပဲ TV ကြည့်လိုက်စောက်ဖက်လိုက်လုံးအောင်ပေါ့တိုရီကဘာမှထပ်မပြောတော့ပဲအသာကောင်းညင်ပြတယ်နေ့လယ်ဘက်ကျတော့သူကိုဖုံးမောင်ကိုခေါ်ပြီးလက်ဖက်ဆိုင်ဘက်ထွက်လာခဲ့တယ်တိုရီကတော့သူ့တငယ်ချင်းတွေစီဗီဒီယိုကောခေါ်လိုက်စာဖက်လိုက်နဲ့အင်ကြီးပေါ်မှာကြံခဲ့တယ်သူတိတ်ဆိတ်ချလာတယ်မဟုတ်လို့ခြံတကားကိုတခြားတော့ခတ်ခိုင်းပြီးမလာရင်ကိုတိုရီအနားမှာပဲနေဖို့ထက်အခါမှားခဲ့တယ်ဆန်ရောက်တော့ထွေရလေးပါအရင်ပြောပြီးသူမေးချင်တာမေးဖို့ပြင်တော့တယ်ကိုဖုံးမောင်အင်ကြီးနဲ့ပတ်သက်လို့တခုထူးခြားတာမျိုးသိထားရှိလားသူ့အမေကြောင့်ကိုဖုံးမောင်မတက်တာတလို့တပင်းချတယ်တကယ်ကအကိုလေးတို့အင်ကြီးမှနေမယ်ဆိုကြတဲ့ကကျွန်တော်တတိပေးမလို့ပဲကျွန်တော်မှာကတက်တည်ပြစရာမမေရမရှိလို့ကျွန်တော်မပြောပြတာဒီကိစ္စကိုမမကြီးကိုတော့ကျွန်တော်မပြောပြဖြစ်ခဲ့ဘူးမမကြီးဆိုတာကမမေကိုဆိုလိုတာဖြစ်တယ်သူဘာမြင်ခဲ့တယ်မပြောသေးပဲကိုဖုံးမောင်ပြောတာကိုအရင်နားထောင်ဖို့ဆုံးဖြတ်လိုက်ပြီးဘလို့တွေဖြစ်ခဲ့ရလဲကိုဖုံးမောင်ဒီလိုဆရာလေးရေလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကထင်တယ်တိုင်လေးဆောင်တော့ပေါ့ချမ်းကြီးထဲမှာတိုင်လေးဆောင်မဲဆိုတော့ညာရင်ညတာစောက်လို့ရေးပစ္စည်းတွေစိတ်ချဖို့ရောချမ်းလုံးကြုံရေးအတွက်ရောကိုဖုံးမောင်တို့လင်းများကအင်ကြီးမှလာဆောင်နေပေးရတယ်ညာရီတော့အရှိကိုပြည့်ရှိကြီးမှအိတ်ကြတာပေါ့ပထမညတွေကလေးကအိတ်ခမ်းတွေဘက်ကနေတယောက်ရလှုပ်ရှားသွားလာနေတယ်လို့အတန်မြင်ကြပေမဲ့သူတို့လင်များကအရန်ကြောက်တဲ့သူတွေမဟုတ်တော့ဘလို့မှမနေဘူးညဆိုအိတ်နေတဲ့အချိန်ခြံအောင်ဘေးမှာဖနှောင်းပေါက်တန်ပေးတာမျိုးခြံအောင်ကျိုးကိုဆွဲရမ်းပြီးလှုပ်ပစ်တာမျိုးတွေထိရှိလာတော့မဲခင်ဆိုတခြားလေးမေတ္တာပို့အမျှဝေဖြစ်တယ်ဒါလည်းဆက်နောက်ရှက်နေတော့မယ်အဲ့လိုနဲ့တရက်ကြတော့ပြန်သမားတွေကအလုပ်ဆင်းပြီးရဲ့အချိန်ခြံထဲကတရက်ပင်အောင်မှထမ်းရဝိုင်းထောင်ကြတယ်အမိကဝက်စီပဲကျော်
ကိုဖုံးမောင်ကိုလည်းဇွတ်ခေါ်ကြတာနဲ့ညင်းနေရင်ကပဲဝိုင်းနဲ့ရောက်သွားပြီး4-5 ခွက်လောက်တောက်မိသွားတယ်။ထိုင်းရည်ဆိုတော့4-5 ခွက်ကမူတော့မမူဘူး။ဒါပေမဲ့လူမမှုပဲအစာအိမ်မှုပြီးညကြဝမ်းပြက်ပါလေရော။10 နာရီလောက်အိပ်ရဝင်ပြီး12 ကျော်လောက်ကြပိုက်နာလာတယ်။ဒါနဲ့အိမ်သားအမြန်ပြေးရတော့တာပေါ့။အိမ်သားတက်နေတော့မှဖြစ်တာပဲ။အိမ်သားတက်နေတော့ရှေ့မှာခြေစင်တစ်ချက်ကြားရတယ်။တစ်ချက်ဆိုခုံဆွလိုလိုက်တယ်လို့အတမ်းမျိုး။အစားကတော့မလှရင်နိုးလာပြီးတယောက်တည်းမနေရလို့လိုက်လာသလားလို့တွေးလိုက်မိပြီးဘာတမ်းမှမပေးပဲနေလိုက်တယ်။ခဏနေတော့အတန်တစ်မျိုးထွက်လာတာကတောက်ချီတောက်ချီချီတောက်ချီတောက်ချီတိတ်ဆိတ်နေတဲ့အချိန်မှာတစ်ချက်ချင်းထွက်လာတဲ့ဗဆက်စည်းချက်တန်ကမတိမတာကြောချမ်းစရာကောင်းလွန်းနေတယ်။တခုခုမူမမှန်တော့တာကိုစိတ်ထဲခံစားမိလာတော့ထရန်ပေါက်ကနေမတိမတာချောင်းကြည့်လိုက်တဲ့အချိန်အိမ်သားရှိလန်းကဘေးဘက်မှာပုံရိပ်ပင်တန်းနဲ့လမ်းလေးလိုဖြစ်နေတာအဲ့ဒီလမ်းလေးမှာမိမတယောက်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့အိမ်သားဘက်ကိုကြောပိလျက်ထားအနေထားနဲ့ကနေတာကလာမှကိုယ်နေရပဲစပင်ရှိကရှုပ်ပဖွာလန်နေပြီးဝတ်ထားတာကမင်းသမီးဝတ်စုံအမဲရောက်ဟိုဘက်ဒီဘက်လျှောက်လိုက်ခုံပေါက်ကလိုက်နဲ့တခက်ကိုတွေးပြက်ချင်လောက်စရာအနေထားမျိုးဆိုတော့ကိုဖုံးမောင်ခမတတိလက်လွတ်နဲ့နားနှစ်ဖက်ကိုဖိပိတ်ပြီးအမေရဲဆိုပြီးအော်ချပြင်းမိလိုက်တယ်ပြီးတော့အိမ်သားနဲ့ဆန့်ကျင်ဘက်ကိုထွက်သွားတဲ့ခြေတံကြားလိုက်တော့သူလည်းမနေနိုင်ပဲထရန်ပေါက်ကနေထက်ချောင်းတော့အဲ့ဒီအမဲရောင်မင်းကလေးကကလျက်သားနဲ့မှောင်လေးပြနေတဲ့ဘက်ထဲခက်ဖြည်းဖြည်းဝင်သွားတော့တာပဲတအောင်လောက်ကြာတဲ့အထိဘာအရေးအခြေမှထပ်မမြင်တော့မှသူလည်းအိမ်သားကနေဆင်းပြီးတကြိုးတည်းပြေးတော့တာပဲနောက်နေ့မနေ့ရောက်တော့အပြင်းဖျားပါလေရောဒါပေမဲ့ဖျားတာပဲကျေးဇူးတင်ရမယ်ပြောရမလားပဲဖွားရွှေကသူတို့လင်မယားကိုအင်ပြန်ခေါ်ပြီးဆောက်လို့ရတဲ့ကအလုပ်သမားတွေကိုပဲညှဆောင်ခိုင်းတော့တယ်အညာကအဖြစ်ပြက်ကိုလက်တော်ကြားမှမလာရီကိုပြက်ပြက်ဖြစ်ခဲ့တာကိုဖုံးမောင်ကြုံခဲ့ရတာကအဲ့လိုကိုဖုံးမောင်ပြောသမျှကိုနားထောင်ပြီးတဲ့အချိန်မှာညကသူမြင်ခဲ့တဲ့နာနာဘဝမိခလိကအင်ကြီးမှရှိတယ်ဆိုတေချာသွားမှန်းသူသိလိုက်တယ်ညကသူ့အဖြစ်ပြက်တော့ကိုဖုံးမောင်ကိုပြောမပြမိလိုက်ဘူးတော့ကြမမေတို့စီဒီသတင်းရောက်သွားရင်သူတို့မောင်နှမ2 ယောက်ဒီချမ်းမှာဆက်နေခွင့်ရတော့မှမဟုတ်တာသေးတာတလောက်ရှိတယ်ထိုရီလေးကဒီအိမ်ကိုအရန်သဘောကျနေရှာတာတိုးရီအတွက်ကပတ်ဝန်းကျင်အစ်စ်လိုဖြစ်နေတော့ဒုမအတွက်မြင်သမျှကစိတ်ချနဲ့ဆရာအစ်စ်ဆန်းတွေကြီးပဲဒီကောင်မလေးစိတ်ချတဲ့ဘုကသူ့အတွက်ဦးစားပေးမလို့သူအိမ်ပြောင်းမနေခြင်းဒါနဲ့သူသိချင်တဲ့နောက်တစ်ခုကိုသူကိုဖုံးမောင်ကိုထပ်မိန်လိုက်တယ်တိုင်လေးပမာရောအဲ့လိုအခြေအနေတွေကြုံရသေးလားတိုင်လေးပမာကတော့ပုံမှန်လို့ပြောရမလားပဲအကိုလေးကျွန်တော်တို့ကြွရောက်တဲ့ညကဘာအသမ်းမှတော့မကြားမိဘူးဒီတော့မှသူ့အတွက်အဆင်ပြေမဲ့ထင်ရတဲ့နီးလန်းကိုရှာတွေ့ပြီမလို့သူသပင်းချနိုင်သွားတယ်ညနေဘက်သူနဲ့တူရီလမ်းလျှောက်မထွက်ခင်မှာပဲမိမိစီကဖုံးဝင်လာတယ်တားရှင်နေရတာအဆင်ပြေရလားဘာလို့ဒါရှိလဲမိမိရောလမ်းကြည့်ပေးဖို့လိုသေးလားအကုန်အဆင်ပြေတယ်မိမိထိုရီကလည်းနေရာကိုသဘောကျနေတယ်အပြင်ထွက်ဖို့ခေါ်တာမလဲချင်ဘူးလေအေးပါတားနဲ့သမီးလေးအဆင်ပြေရင်ပြီးတာပါပဲလိုလားရှိရင်မမေ့စီဖုံးဆန်နော်လောလောဆယ်ကတော့အလုံးယုံမကအော်ဒါလေးစုပုံကြလာလို့မမေတယောက်တည်းပြာခန့်နေတဲ့ရှိန်ရီမမေကလည်းသူ့ကိုတားရှိန်အမျိုးမျိုးခေါ်တတ်သူပြီးတော့သူကပဲမမေစကားနားထောင်လို့လားမမေကပဲသူ့ကိုအချစ်ပို့ခဲ့တာလားတော့မသိဒီသက်ဒီရွယ်ဒီသူ့ကိုနေမင်းအဲ့လိုနန်းစားတွေတစ်ခါမှသုံးတာမျိုးမရှိခဲ့ဟုတ်ကဲ့မမေတာတိုရီကိုလည်းမမေစီဖုံးဆက်ဖို့ပြောလိုက်မယ်အေးဒါဆိုမမေဖုံးချလိုက်တော့မယ်နော်ဟုတ်မမေကိုသူတို့မောင်နှမ2 ယောက်အင်ကြီးမှနေနေတဲ့အကြောင်းမပြောလိုက်တာကပဲအဆင်ပြေမယ်လို့သူထင်တယ်ဒီကိုမလာခင်သူတို့ကိုအင်ကြီးမှမနေဖို့အထက်အခါမှားနေကြတဲ့ကမမေလည်းဒီကိစ္စတွေရိုက်ဖမ်းတန်ဖမ်းလောက်တော့တိနေလောက်တာသိကြတယ်သူသာဆိုမပြောရင်ဒီချက်မှတော့နေခိုင်းကျင်တာမဟုတ်ဘူးဆိုတော့ဘာမှမပြောလိုက်တာပဲအဆင်ပြေဆုံးမမေနဲ့ကိစ္စကတော့ဒီလောက်နဲ့အဆင်ပြေသွားပေမဲ့ပုတ်ခတ်ခဲတဲ့ကိစ္စကကျန်နေသေးတယ်တိုရီကိုအင်ကြီးမှဆက်မနေဖို့ဒီဘလို့နားချရမလဲဆိုတာပဲလမ်းလျှောက်ထွက်လာရင်သူတိုရီအကြောင်းပိုသိနိုင်ဖို့စကားများများပြောပြဖို့ကြိုးစားတယ်အော်စီမှာနေခဲ့တုန်းကအကြောင်းလေးတွေများများမေးပြပေမဲ့ဖေအကြောင်းကိုတော့သူမမေးပြမသိချင်လို့မမေးတာမျိုးမဟုတ်ပဲတိုရီကိုဝမ်းနဲ့စရာတွေမတွေးမိစေချင်လို့သာဖေနာရေးတုန်းကတိုရီဝမ်းနဲ့ပလက်ငိုနေပုံကကြည့်ရစရာမရှိငိုလုံးလို့မျက်ခမ်းတွေနှာသီးပြားတွေကနေရဲပြီးအိပ်ပြက်အစားပြတ်တဲ့ပုံစံကတကယ့်ကိုရဲရဲလေးကြမ်းတာဒီကလေးမလေးကအပေါ်ရန်ကြည့်ရင်အေးဆက်ဆက်နိုင်ခြင်းပေမဲ့စိတ်ပြောရတော့အမှန်တချို့အကြောင်းတွေပြောရင်ဖေအကြောင်းလေးမတော်တဆပါမိရင်တော့မျက်တောင်လေးပုတ်ခတ်နဲ့မျက်နှာကိုအပေါ်မော့ပြီးမျက်ရည်ထိန်ပုံကခလေးမကလူကြီးမကြနဲ့
ပုံမှန်ကျင်လည်နေကြပတ်ဝန်းကျင်ကနေအစိမ့်သက်သက်ဝန်းကျင်မှာပြောင်းနေရသူမလို့တိုးရီအတွက်အရာရာကလွယ်လွယ်ကူကူဖြစ်မှာမဟုတ်တာတော့သူသိတယ်။ဒါကြောင့်လဲဒီညီမလေးတယောက်ကိုအရေးကြီးကြီးဂရုစိုက်နိုင်ဖို့သူပိုစူးစမ်းမိတာ။ငယ်ကလေးကတွေးချင်းမဲ့တဲ့သူ့အတွက်ဒီညီမလေးရှိနေခြင်းကတန်မိုးကြည့်လွန်းသည်။ရှင်အိမ်မှာကိုဘလူသစ်ထက်ခေါ်ထားရလားအန်တီလာရီတို့နဲ့တင်လုံးရနေပြီကိုသူ့အတွေးစားကတိုးရီစီကကြားလိုက်ရတဲ့စကားကြောင့်လေတိုးတလို့လွင့်သွားလေပြီ။တေချာကြားလိုက်ပေမဲ့ဘာကိုပြောရလဲနားမလည်တာမလို့လူအသေးကိုခေါ်ထားရလို့ပြောရလားနေ့ကင်းကရှိန်းတို့အပြင်သွားနေတဲ့အချိန်တော်ရီအိမ်အောက်ဆင်းထိုင်တော့လေကားအတက်ကနေရလေအဲ့ဒါကိုဘလို့ခေါ်ပါလဲကျန်းပြင်လားအမတယောက်ကျန်းတိုက်ပေးနေတာတော်ရီလန့်ခေါ်တော့လက်မကြည့်ပဲအိမ်ထဲဝင်သွားတယ်တော်ရီစကားကြောင့်သူပြာကနေဖြစ်သွားတယ်ဘယ်လူအသက်မှခေါ်မထားတာတော့အသေးချာမလာရီမဟုတ်ဘူးလားတော်ရီအမြင်မှားရလား no အန်ဒီလာရီကိုမေးကြည့်တယ်သူမဟုတ်ဘူးတဲ့ဘာလို့လဲမသိအန်ဒီလာရီမျက်နှာမကောင်းတော်ရီမြင်တဲ့သူကလည်းအန်ဒီလာရီလိုပုံစံမဟုတ်ဘူးငယ်သေးတယ်အင်ကြီးအနဲ့ရောင်နဲ့သူငြိမ်သွားမိတယ်မလှရီကိုမေးတော့မေးကြည့်အောင်မှပဲမဲ့ချန်ကလည်းတေချာတော့ခတ်ထားခဲ့တာအပြင်လူဝင်ဖို့ကလည်းမလွယ်ဘူးမလှရီကလည်းသူမသိပဲသစိမ်းကိုခြံနဲ့သွင်းလာရဲမှသူမဟုတ်ဒါဆိုတိုရီမြင်လိုက်တဲ့မိန်းကလေးကတကယ်လို့များသူထင်သလိုသာဟုတ်နေခဲ့မယ်ဆိုတိုရီတဲ့သူစိတ်မအေးနိုင်တော့သူနဲ့တိုရီဒီအိမ်မှာဆက်နေဖို့ကသူစီစဉ်သလိုအဆင်ပြေပါမလားဖြစ်နေကြတွေကိုတိုရီကိုအမှန်တိုင်းပဲပြောပြပြီးအိမ်ပြောင်းရမလားအန်ဒီရှိလာခဲ့မယ်ဆိုရင်အားလုံးပဲဝေကျွေးရှိခဲ့တော့အပိုင်းနှစ်လေးကတော့ဒီမှာတင်ပဲပြီးဆုံးသွားခဲ့ပါပြီရှင်အဆုံးထိနားထောင်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရှင်ဒါဆိုအပိုင်း3မှာပြန်တွေ့ကြမယ်နော်